2026 World Cup ပြီးရရက်သက်တစ်ပတ်တွေကျော်သွားပါပြီ။ဒါပေမဲ့အာဂျင်တီးနားဘက်ကစပိန်ကိုရှုံးနိမ့်ခဲ့ရတဲ့အကြောင်းကိုလူတွေကယနေ့ဒီတိုင်းစိတ်ချမ်းသာစွာလက်မခံနိုင်သေးပါဘူး။ဖီဖာကစပိန်ကိုဒီတစ်ခေါက်ချန်ပီယံဖြစ်အောင်အစီအစဉ်တွေလုပ်ပေးခဲ့တာလားဆိုတဲ့မေးခွန်းကဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့နေတာပါ။ဖီဖာနဲ့အင်ဖန်တီနိုရဲ့လိုအပ်ချက်စပိန်နဲ့အာဂျင်တီးနားဖိုင်နယ်ရဲ့အမှန်တရားဒီဗီဒီယိုမှာဒီ conspiracy theory တွေဘယ်လောက်အခြေခံအကြောင်းတရားရှိလဲ။ဒါမှမဟုတ်လုံးဝလက်မခံနိုင်စရာတွေပဲရှိတာလားဆိုတာကိုတစ်ခုချင်းစီခွဲခြမ်းစိတ်ထားကြည့်အောင် Okay အမှန် football မှာပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်conspiracy theory ကဘာလို့ခဲ့လဲ။ Final ပြီးတာနဲ့စပိန်ကအာဂျင်တီးနားကို1-0နဲ့အနိုင်ယူသွားခဲ့ပါတယ်။ဒါပေမဲ့အာဂျင်တီးနားဖန်တွေကရလဒ်ကိုလက်မခံနိုင်ပဲ online platform ပေါ်တွေမှာ theory အမျိုးမျိုးဖြန့်ကျက်ခဲ့ကြပါတယ်။အနက်ရှိုင်းဆုံး claim တစ်ခုက FIFA President Infantino က2029ရွေးကောက်ပွဲအတွက် UEFA ရဲ့ support ကိုရဖို့စပိန်ကိုချန်ပီယံဖြစ်အောင်စီစဉ်ပေးခဲ့တယ်ဆိုတဲ့ claim ဖြစ်ပါတယ်။ဒီ post တစ်ခုတည်းကိုပဲလူသန်းပေါင်းများစွာကဝိုင်းပြီးတော့ကြည့်ရှုခဲ့ကြပါတယ်။နောက်ထပ် theory တစ်ခုကပို့ပြီးတော့ပြင်းထန်ပါတယ်။အာဂျင်တီးနား player တွေက final ပြီးနောက် Falkland Island အာဂျင်တီးနားဆိုတဲ့ဘန်နာကိုချပြခဲ့ပါတယ်။ FIFA ကအာဂျင်တီးနားကိုရှုံးအောင်မလုပ်ရင်10နှစ်ပတ်လုံး World Cup ကိုဘန်ခံရစေမယ်လို့ချိန်ချောက်ခဲ့တဲ့ဆိုတဲ့ claim ဖြစ်ပါတယ်။ဒီနေရာမှာသတိပြုစရာကဒီဘန်နာ event က final ပြီးနောက်ဖြစ်ခဲ့တာဆိုတော့တိုင်းလိုက်ရလက်ကိုကြိုတင်လွှမ်းမိုးဖို့မဖြစ်နိုင်ပါဘူး။ဒါပေမဲ့ logic မကိုက်ညီတာတော့ plane တွေကဆက်ပြီးတော့ပြန်နှံနေသေးပါပဲ။ FIFA နဲ့ UEFA ကြားကပြိပခအစစ်မှန်လိုအပ်ကြံစည်မှုဆိုင်ရာ theory တွေမှာအဓိကအထောက်အထားဖြစ်ကိုးကားလေးရှိတာက FIFA နဲ့ UEFA ကြားကပြိပခတွေပါဒီတင်းမာမှုတွေကလုံးဝရှိတာအမှန်ပါ FIFA က US striker ဘယ်လိုကန်ရဲ့အနီးကပ်ဖြတ်သိမ်းပေးခဲ့တဲ့ဆုံးဖြတ်ချက်ကို UEFA ဘက်ကမကျေနပ်မှုတွေရှိခဲ့တယ်လို့ဆိုပါတယ်ဒါကအုပ်ချုပ်မှုကဏ္ဍမှာပြဿနာအမှန်ဖြစ်ပေမဲ့ final ရလဒ်ကိုချိန်ညှိဖို့ဆိုတာကတော့သက်သေမပြနိုင်သေးပါဘူး Infantino ကိုယ်တိုင်2029ရွေးကောက်ခံမှုကြေညာထားတာလည်းမှန်ပါတယ်ဒါပေမဲ့ UEFA support ရဖို့စပိန်ကိုအနိုင်ရအောင်လုပ်ခဲ့တယ်ဆိုတဲ့အချိတ်ဆက်ကတော့သက်သေထောက်ထားလုံးဝမရှိတဲ့ခံမှန်းချက်တစ်ခုဖြစ်ပါတယ်။ဒါပြင် FIFA က final မှာပထမဦးဆုံးပြန် hat time show ကိုစတင်ခဲ့တာကလည်းဖန်တွေရဲ့စိတ်ဆိုးမှုကိုထပ်ပြီးတော့ဖြည့်ပေးခဲ့တာပါ။ Super Blow 2.0 ဖြစ်နေပြီးဘောလုံးရဲ့ရိုးရာယဉ်ကျေးမှုကိုဖျက်ဆီးနေပြီဆိုတဲ့ဝေဖန်မှုတွေက FIFA ဘောယုံကြည်မှုကျဆင်းစေမှုကိုပုံပြင်းထန်စေခဲ့ပါတယ်။အပိုင်း3အမှန်တရားကပါပဲဒီချက်တွေအားလုံးပေါင်းဆက်ကြည့်လိုက်ရင် FIFA ရဲ့အုပ်ချုပ်မှုပြဿနာတွေ Infantino ရဲ့နိုင်ငံရေးရည်မှန်းချက် FIFA နဲ့ UEFA ကြားကပြီးပခါတယ်အားလုံးကအမှန်တကယ်ရှိနေတဲ့ကိုယ်နဲ့တွေပါဒါပေမဲ့ဒီကိုယ်နဲ့က final ကို face လုပ်ခဲ့တယ်ဆိုတဲ့ claim ကိုတော့ထောက်ခံနိုင်မှုဖြစ်နိုင်သေးပါဘူး sport psychology တွေအရာကြည့်ရင်လည်းရှုံးနိမ့်မှုကြီးတစ်ခုရဲ့နောက်မှာလိုအပ်ကြံစည်မှုဆိုင်ရာ theory တွေပေါ်လာတာကပုံမှန်ဖြစ်စဉ်ပါဖန်တွေကကိုယ်အသိန်းကပိုကောင်းတာကိုဘလို့မှရှုံးဝင်မရှိဘူးဆိုတဲ့ခံစားချက်ကနေပြင်ပအကြောင်းအရာတွေကိုရှာဖွေတတ်ကြတာပါဒါကြောင့်ဒီ theory တွေက FIFA ရဲ့စစ်မှန်တဲ့အုပ်ချုပ်မှုဆိုင်ရာပြဿနာတွေကိုအလင်းပေါက်ရောက်စေခဲ့တာကတော့တမိုးရှိပေမဲ့စပိန်ရဲ့ချန်ပီယံဖြစ်မှုကိုတော့တရားဝင်မဟုတ်ဘူးလို့ကောက်ချက်ချနိုင်ဖို့ကတော့လုံလောက်တဲ့ထောက်ထားမရှိနိုင်သေးပါဘူးဒီကောင်းကြောင်းအနေနဲ့ပြောရရင် FIFA ရဲ့ပွင့်လင်းမြင်သာမှုပြဿနာတွေကအမှန်ပါ Infantino ရဲ့ political motive တွေကလည်းစောင့်ကြည့်စရာပါဒါပေမဲ့လိုအပ်ကြံစည်မှုဆိုင်ရာ theory တစ်ခုနဲ့အုပ်ချုပ်မှုစနစ်အပေါ်စစ်မှန်သောဝေဖန်မှုတစ်ခုကိုခွဲခြားနိုင်ဖို့အရေးကြီးပါတယ်စပိန်ရဲ့ချန်ပီယံဖြစ်မှုဟာ pitch ပေါ်က performance ကနေဖြစ်ပေါ်လာတာဖြစ်ပြီးအာဂျင်တီးနားရဲ့ရှုံးနိမ့်မှုကိုလည်းဒီတိုင်းပဲလက်ခံနိုင်မှုလိုအပ်ပါတယ်ခင်ဗျားတို့ရဲ့အမြင်ကရောဘယ်လိုရှိပါလဲ comment box မှာပြောခဲ့ကြပါဦးအခုလိုဘောလုံးနဲ့ပတ်သက်တဲ့ video တွေကိုစိတ်ဝင်စားရင်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်တာသေးရင်လုပ်ခဲ့ကြပါဦးနောက်ထပ်ဘယ်လို video အကြောင်းအရာမျိုးတွေဆက်လက်တင်ဆက်ပေးရမလဲဆိုတာကို comment box မှာပြောခဲ့လို့ရပါတယ် okay ကျွန်တော်တို့နောက်ရက်မှပြန်တွေ့ကြတာပေါ့